အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ VA ချောင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ Street Fighter skin လေးကိုဖောက်ပြသွားမှာဖြစ်ပါတယ် Diamond ဘယ်လောက်ကုန်လဲဆိုတာအားလုံးပဲကြည့်လိုက်ကြပါဦးဗျာပထမဆုံးတန် draw ကို Diamond 450နဲ့အရင်လှည့်လိုက်မယ်ပေါ့နော်ပြီးကြလို့ရှိရင်ကျွန်တော်တို့ free token လေးသွားယူမယ်အဲ့ရနေပြီးတစ်ခါငယ်တစ်ထောင်နော်ပထမဆုံးတန်တော့ကတော့ emote ခုနဲ့ animation effect တစ်ခုရရနော်ဆိုတော့တန်လာမဟုတ်တော့တန်တော့ပြီးတော့ 2K လေးသွားယူမယ် 2K အားလုံးပေါင်း29ခုရတယ်ပေါ့နော်ကဲ 2K နဲ့စပြီးလှည့်မယ်ကွာเนาะနည်းနည်းလေးရေးလိုက်မယ်ဗျာ view လေးရှည်သွားမှာဆိုလို့เนาะဒီမှာ diamond မလားလို့ဆိုပြီး diamond ထည့်လိုက်တယ်ဒီဗီလိုကဒီလိုတပုတ်ဟို3ပုံးလောက်စက်ကရတယ်ပေါ့နော်ဒီကောင်ကဒီက event 2ခုနော် event 2ခုလာတဲ့ဗီဒီယိုလေးတွေဆက်ပြီးတော့ကျွန်တော်ပြန်လုပ်ထားတာပါနော်ကွန်ထောင်းနေပြေပါလို့6 skin လဲလဲပါပြီကျွန်တော်အကောင့်လေးကို follow လုပ်ကြသေး follow လုပ်ခဲ့ပြီးမှဗျာနောက်ဝင်းကျရင် giveaway တွေပေးရဖို့စီစဉ်လေးလည်းရှိပါသေးတယ်အားလုံးပဲကျေးဇူးပါပဲ手加減は期待しないでくれ。